အခုတလောကျွန်တော်ရဲ့အမေခရီးထွက်နေလို့လေအဲကြောင့်အဖေစီကပတ်စံတောင်းဖို့အရင်ခက်တယ်လို့ဒါပေမဲ့ညနေကျရင်တော့ကျွန်တော်လာခဲ့မယ်လေနော်အခုပိုက်စာလို့လေပတ်စံ1000 2000လောက်ပေးပါဟုတ်ခဏလေးနော်ဆိုခဏလေးမဖြစ်နိုင်တာတွေပဲအဖေပတ်စံ1000 2000လောက်ပေးဦး3000 4000မိဘာလုံးပါလေလို့ အဖေမှာတောင်းစားတဲ့လူရောက်နေပိုက်စာလို့လေအမေတော့အဖေစီမလေးရောအမေတော့ပေးလိုက်ညီလေး sorry နော်ဒီနေ့အိမ်မှာလူကြီးတွေမရှိဘူးဟုတ် Yes